အနက်ပေါ်မှာရိုက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုရိုက်မလဲ CM1K เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြပေးမယ်ဒီမှာเนาะဒါ CM1K ကျွန်တော်ရိုက်ထားတာเนาะဒီမှာမြင်ရလားမသိဘူးเนาะဒီကောင်ပေါ့မင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒီအောက်ကမေးထားတဲ့ comment လေးတစ်ခုကျွန်တော်ဖြေပေးမယ်เนาะအဲ့ဒါသူကဘာလဲဆိုလို့ရှိရင်အယောင်အရင်တွေပေါ်မှာပေါ့เนาะအနက်ရောင်တို့ဘာလို့လို့ T-shirt တွေပေါ်မှာကျွန်တော်တို့ CM1K ရိုက်တယ်ပေါ့ရိုက်တဲ့အခါမှာသူကအယောင်အရင်ဆိုတဲ့အခါကျတော့ CM1K ဆေး direct တင်လိုက်လို့ရှိရင်မပေါ်ဘူးပေါ့ဗျာမပေါ်တော့အဖြူတို့ဘာလို့သွားရောလိုက်တယ်ပေါ့ရောလိုက်တော့လည်းအယောင်တွေဖြော့ကုန်တယ်တို့ဘာလို့ပေါ့เนาะအဲ့တော့ကျွန်တော်တို့ပထမဦးဆုံးသိထားရမှာဒီ CM1K ဆေးဒီကျွန်တော်တို့ transparency ဖြစ်တယ်ဆေးဖြစ်တယ်เนาะ transparency ဆိုတာကကျွန်တော်တို့ဘယ်လိုဟာမျိုးကိုပြောတာလဲဆိုလို့ရှိရင်အချီတွေပေါ့ဗျာပြောဆိုရင်ကျွန်တော်တို့ clear တို့ဘာလို့ခေါ်တယ်အဲ့တော့သူ့ကို CM1K ဆေးမှာကျွန်တော်တို့သုံးရမယ့် printing ink တွေဒီအချီအောင်ဖြစ်ရမယ်အယောင်တစ်ယောင်နဲ့တစ်ယောင်လာရောလို့ရှိရင်အရောခံတဲ့အယောင်တွေဖြစ်ရမယ်ကျွန်တော်တို့အဖြူလိုဟာမျိုးဆိုရင်အယောင်အရောမခံဘူးသဘောတရားတစ်ခုကเนาะအဲ့တော့အဖြူကိုကျွန်တော်တို့အနီအောင်သွားရောရင်ကြိုက်တယ်လို့ရောပန်းရောင်ပဲထွက်မှာဒါကကလေးတောင်သိတယ်လေဟုတ်လားကျွန်တော်တို့အဖြူကိုအနက်ရောင်သွားရောရင်ခဲရောင်ပဲထွက်မယ်เนาะအဲ့တော့အဲ့သဘောတရားလေးတွေရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ CM1K ဆေးကိုစပြီးရိုက်တော့မယ်ဆိုရင်ဆေးရဲ့သဘောသဘာဝတွေသူဒီအကြည်ပေါက်ဖြစ်ကြမယ်ဒါကျွန်တော်ဗမာလိုပြောတာပေါ့เนาะအကြည်ပေါက်ဖြစ်ကြမယ်အနီထက်ရင်အနီပဲဖြစ်ရမယ်အဝါထက်ရင်အဝါပဲဖြစ်ရမယ်เนาะအဲ့တော့ဒီလိုမျိုးအကြည်ပေါက်ဘာကြောင့်ဖြစ်ရတယ်လဲဆိုလို့ရှိရင်အဲ့ဒီလိုမျိုးဆေးအကြည်ဖြစ်တဲ့အခါကျတော့မှကျွန်တော်တို့ကတယောင်နဲ့တယောင်လာထပ်လို့ရှိရင်ပြောရလို့ရှိရင် secondary color ထွက်လာမှာပေါ့เนาะအဲ့တော့ရှင်းရှင်းလေးကျွန်တော်ပြောပြမယ်နားရှုပ်သွားပြီထင်တယ်ကျွန်တော်တို့ color တွေမှာက primary color လို့ရှိတယ်เนาะအဲ့ဒီ primary color တွေကိုရောလိုက်ရင် secondary color ဆိုတဲ့ဒုတိယအယောင်ထွက်လာတယ်သဘောတရားတစ်ခုကကျွန်တော်တို့ဟိုအယောင်တွေမှာပေါ့เนาะဝါနီပြာဆိုတဲ့မူလအယောင်3ယောင်ရှိတယ်အဲ့ဒီဝါနီပြာကနေပဲကျွန်တော်တို့ဆင့်ပွားပြီးတော့တန်းပေါင်းများစွာသောအယောင်တွေဖြစ်လာတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဝါနီပြာသည်အဲ့ဒါမူလအယောင်ဖြစ်တယ်အဲ့တော့ secondary color ဒုတိယ color ကဘယ်လိုဟာမျိုးဖြစ်လဲဆိုရင်ကျွန်တော် CM1K ထဲမှာပုံထဲမှာเนาะလိမ်မော်ရောင်ပါနေပြီဆိုပါစို့လိမ်မော်ရောင်ပါနေပြီဆိုရင်ကျွန်တော်တို့ကလိမ်မော်ရောင်ကိုရဖို့အတွက် CM1K မှာမရှိဘူးလေ C ကဆိုင်ရန်အပြာရောင် magenta ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြက်သွေးရောင်အနီလိုလဲခေါ်တာပေါ့နော် yellow ကအဝါ black ကအနက်ဆိုတော့ကျွန်တော်ဒီ၄ရောင်ထဲမှာလိမ်မော်ရောင်မှမပါတာလိမ်မော်ရောင်မပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဟုတ်လားအဲ့တော့ကျွန်တော်တို့ခုနပြောသလိုပဲဒီ CM1K ဆိုတဲ့ primary color တွေကနေပြီးတော့ဆင့်ပွားပြီးတော့ကျွန်တော်တို့လိမ်မော်ရောင်ရအောင်လုပ်ရမှာဖြစ်တယ်အဲ့တော့လိမ်မော်ရောင်ဒီအဝါရဲ့အနီရဲ့ရောလိုက်လို့ရှိရင်လိမ်မော်ရောင်ထွက်တယ်နော်အဲ့တော့အဝါနီနှစ်ခုလာရောပြီဆိုတာနဲ့အဲ့လိမ်မော်ရောင်ထွက်သွားပြီဆိုကျွန်တော်တို့ပထမရှေ့မှာပြောခဲ့သလိုပဲเนาะဆေးတွေကအကြည်ဖြစ်နေမှအဲ့ဒီအယောင်နှစ်ယောင်လာထပ်တဲ့အခါမှာ secondary color ထွက်မှာမဟုတ်လို့ရှိရင်ကျွန်တော်တို့ခုနပြောသလိုပေါ့ opaque ဖြစ်တဲ့ဆေးတွေနဲ့ကျွန်တော်တို့ရောထားရင်သူ့ရဲ့ color တုံးတွေပြောမလို့ကျွန်တော်တို့အဖြူသွားရောလိုက်ပြီဆိုတာနဲ့ color တွေကเนาะ HUE hue လို့ခေါ်တာပေါ့เนาะအင်္ဂလိပ်လိုခေါ်ရင် HUE hue လို့ခေါ်တယ်အဲ့ဒါဘာလဲဆိုတော့ color တွေရဲ့တောက်ပမှုကိုပြောတာပေါ့เนาะအယောင်စစ်မှန်မှုပေါ့အနီဟာအနီစစ်နေရမယ်အပြာဟာအပြာစစ်နေရမယ်ဒါတွေကိုကျွန်တော်တို့က hue လို့ခေါ်တာပေါ့အဲ့တော့အဖြူရောလိုက်ပြီဆိုတာနဲ့အဲ့ဒီ hue တွေဒီအယောင်ရောကျသွားပြီเนาะအဲ့တော့ကျွန်တော်တို့အနီကိုသွားပြီးတော့အဖြူနဲ့သွားရောလိုက်တယ်ဆိုရင်အဲ့ဒီအနီကမနီတော့ဘဲနဲ့ပန်းရောင်လောက်ဖြစ်သွားတယ်အဲ့ဒါကိုကျွန်တော်တို့က hue တွေကျတယ်လို့ခေါ်တယ်အဖြူတွေသွားရောလိုက်ပြီတခြားသော color တွေသွားရောလိုက်ပြီဆိုကြတဲ့မှားနေပြီအယောင်ကအဲ့တော့ဘလို့နီးနဲ့မှကျွန်တော်တို့ CM1K ဖြစ်မှာမဟုတ်တော့ဘူး CM1K technique ဖြစ်မှာမဟုတ်တော့ CM1K ဆိုတာကကျွန်တော်ဒီမူလအယောင်တွေကိုပေါင်းပြီးတော့မှဒုတိယအယောင်တတိယအယောင်စတုထအယောင်ဆိုတဲ့ဆင့်ပွားအယောင်တွေဖြစ်သွားတာမဟုတ်ရင်ရိုးရိုးလေးစဉ်းစားကြည့်လေကဘာမှာတန်းပေါင်းများစွာသောအယောင်တွေရှိတယ်အဲ့ဒီပုံတွေကိုကျွန်တော်တို့ဒီ၄ယောင်နဲ့ပုံအောင်ရိုက်နေတာလေမဟုတ်ဘူးလားဟုတ်လားအဲ့ဒီအခါကျတော့ကျွန်တော်တို့ဒီအယောင်တွေအကုန်လုံးကိုလိုက်ပြီးတော့ဟုတ်လားအယောင်10ယောင်ပါလို့10ပေါင်ထုတ်ရတယ်ဆိုလို့ရှိရင်ဘယ်အဆင်ပြေမလဲဒါဆိုကျွန်တော် simulated လို့ဟာမျိုးပြန်ဖြစ်သွားမှာပေါ့နော် simulated process လို့ဖြစ်သွားမှာပေါ့ကျွန်တော်တို့ CM1K ရိုက်ချင်တာ simulated ရိုက်ချင်တာမဟုတ်ဘူးလေဟုတ်လားအဲ့တော့ကျွန်တော် CM1K ရိုက်မယ်ဆိုရင် CM1K ဆေးပဲဖြစ်ရမယ်အဲ့တော့အရေးကြီးဆုံးအချက်ဒီကျွန်တော်တို့ရေဆေးရိုက်မယ်ဆိုရင်နော်ရေဆေးနဲ့ CM1K ရိုက်မယ်ဆိုရင်ကျွန်တော်တို့ water based original ဘူးတွေလာတယ်နော်ကျွန်တော်တို့ SK တို့ဘာလို့မှလည်းထွက်ထားတာတွေရှိတယ်နော်အဲ့တော့ဒီလိုဆေးဘူးတွေကျွန်တော်တို့အလွယ်တကူရရင်တော့ဒါကလွယ်လေးပဲဘာမှလုပ်စရာမလိုအဲ့ဆေးဘူးတွေကောက်ခွင့်ပြီးတော့အဝါထက်အနီထက်အပြာထည့်ပြီးတော့ကောက်ရိုက်လိုက်ရုံပဲအဲ့တော့ဒီဆေးဘူးတွေမရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုယ့်အကူဖြော်ရမယ်ကိုယ့်အကူဖြော်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့
သူ့ကိုဖြောရမယ် median နော် median ဆိုတာကကျွန်တော်တို့ဒီလို02လို့ argo လို့ပြောတာအဲ့တဲကိုကျွန်တော်တို့အယောင်လာရောရမှာပေါ့နော်အယောင်လာရောရမှာဆိုတော့ကျွန်တော်တို့ CMYK ဖြောမယ်ဆိုလို့ရှိရင်အမြဲတမ်းမှတ်ထားပါအဖြူတို့01တို့03 04ခွန်3လုံးဒါတွေလုံးဝလုပ်လို့မရအောင်နော်အဲ့တော့ကျွန်တော်တို့ CMYK ဖြောမယ်ဆိုရင်အမြဲတမ်းမှတ်ထားရမှာက opaque ဖြစ်တဲ့ ဆေးပိတ်အားရှိတဲ့ printing ink တွေကိုလုံးဝမသုံးအောင်နော်အဲ့တော့ကျွန်တော်တို့ဖြောမယ်ဆိုရင် clear ဖြစ်ရတဲ့ဟာမျိုး transparency ဖြစ်တဲ့ဆေးမျိုးကိုပဲဖြောရမယ် transparency ဖြစ်လားမဖြစ်လားစမ်းကြည့်လို့ရတယ်ကျွန်တော်တို့ပိတ်စအနက်လိုဟာမျိုးကိုလာပြီးတော့ပုတ်ကြည့်လိုက်နောက်ပြီးရင်6အောင် dryer ဖြစ်တစ်ခုမှုတ်ကြည့်လိုက်အယောင်ကြံမနေခဲ့တော့အဲ့ဒါ transparency color လို့ခေါ်တာပေါ့ဟိုအလွယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေဆေးမှာဆိုရင်02ရှိတယ် argo ရှိတယ်ဗျာ share color ရှိတယ်အဲ့တော့ share color ကတော့ကျွန်တော်တို့မသုံးကြပါဘူးအဲ့တော့02နဲ့ argo နဲ့ကျွန်တော် recommend ပေးချင်တာကတော့ argo ကို recommend ပေးချင်တယ်ဘာဖြစ်လို့ဆိုတော့ argo ကပြောရရင်02လိုမျိုး rubber texture မပါတာဖြစ်တဲ့အတွက်ပြောမလို့လွယ်ပြောရင်တော့ဘောင်တိတ်မပိတ်ဘူးပေါ့ဗျာလုံးမပိတ်တာတော့မဟုတ်ဘူးဘောင်မပိတ်ဘူးပေါ့ဘောင်ပိတ်တာနှေးတယ်ပေါ့နော်02ဆိုရင်တော့ rubber ပါတယ်သူကဆေးကပစ်စီးနေတယ်စီးနေတဲ့ခါကျတော့သူကဘောင်ပိတ်နိုင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ argo ဆိုရင်တော့အရန်ကောင်းတယ်အဲ့တော့ argo ကိုလာပြီးတော့ကျွန်တော်တို့ဟို binder မှာလဲ binder ဝယ်တဲ့အခါမှာလဲကျွန်တော်တို့ကအပြာဆိုပြီးတွေးကြရအပြာကောက်ထည့်လို့မရအောင်နော် binder မှာလဲ opaque ရှိတယ် pigment ရှိတယ်ပေါ့နော်ကျွန်တော်တို့ pigment ကိုပဲထည့်ရပါမယ်အဲ့တော့ဆေးဆိုင်တွေမှာအလွယ်တကူရပါတယ်ပြောရင် CMYK ဆေးတစ်စုံပေးပါဆိုတို့ဝါနီပြာနဲ့ပေးလိုက်လိမ့်မယ်အဲ့ဒီ binder ကိုပဲကျွန်တော်တို့ထည့်ရပါလိမ့်မယ်နော်အဝါချင်းတူတယ်ဆိုပေမဲ့ထည့်လို့မရပါဘူးအဲ့ဒါလေးကိုလည်းကျွန်တော်တို့သိထားဖို့လိုတာပေါ့နော်အဲ့တော့ binder တွေကိုလာပြီးတော့ argo တွေကိုအပြာဆိုအပြာဟိုအနီဆိုအနီအဝါဆိုအဝါနော်ဒီလိုဟာတွေလာထည့်ပြီးတော့ကျွန်တော်တို့ရိုက်ရမှာဖြစ်ပါတယ်အဲ့တော့ Platizol မှာဆိုလို့ရှိရင်တော့ရှင်းတယ် Platizol ကတော့ပြောရလို့ရှိရင် CMYK Platizol တွေဒါရိုက်ဘူးတွေပေါ့နော်ဒါဒီလိုဟာမျိုးတွေလာတယ်ဒါဆိုတော့ထည့်ပြီးရိုက်လိုက်လို့ရှိရင်ရပြီပေါ့နော်ဒါကျွန်တော်အခုပြောတာတော့အခြေခံပေါ့နော်အခြေခံပြောတာအသေးစိတ်ကတော့ကျွန်တော်နောက်ဗီဒီယိုတွေဆက်ပြီးလုပ်ပေးမယ်နော်အဲ့တော့ခုနမေးထားတဲ့မေးခွန်းဆိုလို့ရှိရင်ကျွန်တော်တို့တွေအင်ကြီးအနက်ပေါ်မှာရိုက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုရိုက်မလဲ CMYK နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြပေးမယ်ဒီမှာနော်ဒါ CMYK ကျွန်တော်ရိုက်ထားတာနော်ဒီမှာမြင်ရလားမသိဘူးနော်ဒီကောင်ပေါ့နော်ဒါအနက်ပေါ်မှာကျွန်တော်တို့ CMYK ရိုက်ထားတာအဲ့တော့ဟိုကျင်းသေးတာတစ်ခုကတော့ CMYK သည်အဖြူရောင်ပေါ်မှာပဲရာနှုန်းပြေးသူကအလုပ်လုပ်တာတခြားသောအရောင်တွေမှာ CMYK ကအဆင်မပြေဘူးเนาะအဆင်မပြေဘူးဆိုအဖြူစစ်ဖြစ်ရမယ် pure white ဖြစ်ရမယ်အဲ့တော့ကျွန်တော်တို့အနက်ပေါ်မှာ CMYK ရိုက်ချင်တယ်ဆိုရင်တော့ရှင်းရှင်းလေးပဲကျွန်တော်တို့အဖြူခံရတော့မှာပဲသိလားအဖြူလုံးဝခံရမှာเนาะအဲ့တော့ကျွန်တော်တို့အဖြူခံမယ်အဖြူခံပြီးတော့မှ CMYK အရောင်တွေကိုရိုက်သွားလိုက်လို့ရှိရင်ဒါရပါပြီအဲ့တော့အဖြူခံတယ်ဆိုတဲ့ဟာမှာလည်းအဖြူကိုလင်းအောင်ပြောမယ်ဆိုလို့ရှိရင်ပို့ပြီးတောင့်အောင်ကျွန်တော်တို့နှစ်ကုတ်သို့မဟုတ်သုံးကုတ်ခံပေးရမယ်အောက်ကနေ under base ကိုเนาะအဲ့တော့ white base ခေါ်တာပေါ့ white base တစ်ချက်လိုတယ်ကျွန်တော်တို့အနက်ပေါ်မှာရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဖြူလိုတယ် CMYK 4အောင်လိုတယ်5ပေါင်ကုန်မယ်အဖြူလိုဟာမျိုးမှာရိုက်မယ်ဆိုရင်တော့အောက်ကအဖြူခံကြမလိုတော့ဘူးပေါ့ဒါရိုက်ရိုက်လိုက်လို့ရတာပေါ့เนาะအဲ့တော့အဖြူခံရပါတယ်เนาะအဲ့တော့ဆေးတဲကိုအဖြူရောတာကဒါမှားရွံ့တဲ့နေစနစ်ဖြစ်ပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့အဆင်ပြေကြပါစေတခြားလိုအပ်တာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကို comment မှာရေးပေးခဲ့လို့ရတယ်နောက်ထပ်ဘယ်လို topic တွေပြောစီခြင်းနဲ့ဘယ်လိုအကြောင်းအရာတွေပြောစီခြင်းနဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော် comment မှာရေးပေးသွားအောင်เนาะအဲ့တော့အဆင်ပြေကြပါစေအားလုံး bye bye